ရှမ်းကြီးဖန်ရဲ့စွမ်းတွေကိုကြည်ပြီးသွေးပူလာကကွင်းနဲ့ပြန်ဝင်မှုစိန်ခေါ်လိုက်တဲ့မောက်မာလာတဲ့ဘရင်ကြီးခေါ်လာရဲ့ကျုံဝတဲ့ UFC ရဲ့တမိုင်းဝင်စူပါစတာကြီးကွန်နမဂရီကိုဟာလက်လုံးမှာစွမ်းပြနေတဲ့ချန်ပီယံဗန်ရဲ့ထိုးသက်ပုံတွေကိုကြည့်ရှုပြီးတဲ့နောက်သူ့ရဲ့ရင်ထဲကတိုက်ခိုက်လို့စိတ်သွေးတွေတပံပြန်လဲစူပွက်လာခဲ့ရပါတယ်။ဗန်ရဲ့ချန်ပီယံထိုးသက်မှုတွေကခေါ်နာကိုသူကိုယ်တိုင်ကွင်းထဲမှာအောင်မြင်မှုတွေတရဇက်ရယူခဲ့တဲ့အရင်ရွှေရောင်ချိန်ခါတွေကိုပြန်လဲပြီးတော့လွမ်းမောတတိယသွားစေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကော်နာကကွင်းပေးမှာချိန်ကြာကြီးနာယူနေရကနေပရိသတ်တွေရှေးမောက်စီကိုရင်ငါထက်ပုံမကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့ပြန်လာတော့မယ်လို့တရားဝင်ကြေညာလိုက်တာပါဒီလိုမျိုးကွင်းနဲ့ပြန်ဝင်မှုပြင်ဆင်နေတဲ့ကော်နာကပရိသတ်တွေအားလုံးသူ့ရဲ့ဆွမ်းစားတွေကိုလွှမ်းဆွနေကြပြီမဟုတ်လားဆိုပြီးတော့လေထုံးစံတိုင်းမောင်မဝင်ကြွားစွာနဲ့မိကွန်ထုတ်စိန်ခေါ်လိုက်ပါသေးတယ်သူကရင်ချိန်နေတုန်းကလိုပဲပြိုင်ဘက်ကိုစိတ်သက်ပိုင်းဆိုင်ရာပြိုလဲသွားအောင်နှုတ်ရင်းနဲ့ပါတိုက်ခိုက်နိုင်တဲ့ပါဇက်ကျန်းတဲ့အပြင်လက်ရည်လက်မောင်းပိုင်းမှာလည်းလုံးဝကြာဆင်းသွားခြင်းမရှိဘဲနဲ့ထိတန်းအဆင့်မှာရှိနေသေးပဲလို့အပြေအဝယုံကြည်ချက်ရှိနေတာပါ။ဒါကြောင့်ကွန်နာရဲ့ပြန်လာမဲ့ခီးစဉ်ဟာတစ်ကမ္ဘာလုံးကမာရှယ်အတ်ပရိသတ်တွေရင်ခုန်စီခဲ့ရတာပါ။အခုတစ်ခေါက်ပြန်လာမဲ့ပွဲစဉ်မှာတော့ကွန်နာကသူ့ရဲ့ရှေ့မှာလာရောက်ရင်ဆိုင်မဲ့ဘလိုထိပ်သီးဖိုက်တာမျိုးကိုမဆိုလူမမြင်ကျင်တော့လောက်အောင်ကိုကွင်းထဲမှာအပြောက်ဖြောက်ပြီးတော့အပြတ်အသတ်အနိုင်ယူပြသွားမယ်လို့ပြင်းပြင်းထန်ထန်ကြုံရခဲ့တာပါ။ကမ္ဘာစဉ်ကစားမတဦးရဲ့ပင်ကိုပီဇာအတိုင်းပြိုင်ဘက်ကိုထင်သေးသလိုနဲ့တကယ်တမ်းကြိုးဝိုင်းထဲမှာစွမ်းပြရတဲ့သူ့ရဲ့ဒလေးကအခုချိန်ထိပြောင်းလဲသွားခြင်းမရှိသေးတာမြင်တွေ့ရပါတယ်။ဒါကြောင့်လာမယ့်ပွဲစဉ်ဟာသူ့တက်ရောသူ့ကိုမျှော်လင့်ဆောင်စားနေကြတဲ့ပရိသတ်တွေအတွက်ပါတကယ်ကိုပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ဝိုင်းရင်စစ်သူကြီးတဦးပမာကွင်းထဲကိုပြန်လဲခြေချလာတော့မဲ့ကွန်နာမဂရီဂိုရဲ့လှုပ်ရဲကြောင့် UFC လောကတစ်ခုလုံးကအခုချိန်မှာတုံလို့ခြောက်ချလို့နေရပြီဖြစ်ပါတယ်။ကစားမဘွားမှာအောင်မြင်မှုပေါင်းများစွာကိုသိမ်းပိုက်ဖူးတဲ့အာရီလူမိုက်ကြီးကော်နာတယောက်ကွင်းထဲမှာတကယ်ပဲအရင်လိုအရှိန်ဟုန်ပြင်းပြင်းနဲ့ကြမ်းပြနိုင်အောင်မလားဆိုတာကတော့ပရိသတ်တွေအများဆုံးစောင့်ကြည့်နေကြတဲ့ကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါပြီ။အားလုံးကလည်းကွန်နာရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ခေါ်ပွဲကြီးကိုအားပေးဖို့အတွက်အစဉ်နဲ့ပြင်နေကြပါပြီ။ MMA ကဘာမှာကွန်နာရဲ့ပွဲစဉ်တွေကပရိသတ်တွေကိုအမြဲတမ်းသွေးပူစေတာအမှန်ပါပဲ။အခုလိုမျိုးကွန်နာကိုယ်တိုင်ပွဲပြန်ထိုးတော့မယ်လို့အခိုင်အမာပြောဆိုလာတဲ့အတွက်ကြီးစုသူတွေအနေနဲ့တကယ်ကိုကျင်းတဲ့အားရစရာကောင်းတဲ့တိုက်ပွဲကြီးကိုမြင်တွေ့ရတော့မှအသေးချပါပဲ။နှုတ်ရည်တွေမကဘဲနဲ့လက်ရည်ပါပြိုင်ဘက်ကင်းတဲ့ကွန်နာတယောက်သူ့ရဲ့ကတိစကားအတိုင်းပဲရှေ့ကဖိုက်တာတွေကိုဘယ်လိုမျိုးအပြတ်အသတ်နှိမ့်နှင်းပြသွားမလဲဆိုတာကတော့လာမယ့်သမိုင်းဝင်ပွဲစဉ်မှာမြဝါထင်ထင်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ဒီလိုမျိုးတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတဲ့ကွန်နာမဂရီဂိုရဲ့ပြန်လာမယ့်ပွဲစဉ်က MMA လောကရဲ့သမိုင်းဝင်ခိုက်တန်းသစ်တစ်ခုဖြစ်လာမှာအသေးချပါ။သူ့ရဲ့ထိုးတမ်းမှုတွေကိုပရိသတ်တွေလွှမ်းဆွနေကြတဲ့ချိန်မှာအခုလိုမျိုးအောင်ပွဲခံမှုအာမန်ပြင်းတဲ့ကြုံရလိုက်တာက UFC စင်မြင့်ထက်ကိုပုံမတောက်ပစိတ်လှုပ်ရှားစရာကောင်းသွားစေခဲ့တာပါ။လက်ရော်နှုတ်ရေးပါဘသူကိုမှမညာတာတဲ့ကော်နာတယောက်ကျိုးဝိုင်းထဲမှာဘယ်လိုမျိုးအပိတ်ဆိုးမရှိထိုးသက်ပြအောင်မလဲဆိုတာကတော့ပရိသတ်တွေအားလုံးလက်မှတ်အလူရက်ဝဲပြီးတော့ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးရတော့မှာဖြစ်ပါ रे